အားလုံးပဲမင်္ဂလာပါခင်ဗျာ90 plus review ကနေပြန်လည်ကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Manchester United ရဲ့အနာဂတ်အတွက်အယောင်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ပြောပြတော့ကြပါတယ်ဟုတ်ပါတယ်အသင်းရဲ့နီးပြတဲ့ shop ပွဲရင်းနဲ့သူတို့ရဲ့ ထိပ်တန်းပစ်မှအဖြစ်သတ်မှတ်ခံထားတဲ့နီးပြကြီးတောင်ကြောင်းကိုအတူတူကြည့်လိုက်ကြရအောင်ဆိုတော့ကလပ်တင်းငါကိုအပြောင်းလဲကာလာကိုဖျက်ဆီးနေရတယ်လေအဓိကမေးခွန်းကတော့ Old Trafford ရဲ့အရင်လိုဂုံတစ်ခါမျိုးကိုဘသူကပြန်လဲစစ်တင်ပေးနိုင်မလဲဆိုတာပါပဲအားလုံးကဒါကိုပဲစောင့်ကြည့်နေကြတာပါကဲအတင်းရဲ့လက်ရှိစီမံခန့်ခွဲမှုအခြေအနေကိုအရင်ဆုံးတစ်ချက်ကြည့်လိုက်ကြရအောင်လောလောဆယ်မှာတော့ Michael Carrick ကိုယာယီနီးပြဖြစ်ခံထားပြီးယာဒီကုံအထီတော့သူပဲတာဝန်ယူသွားမှာပါဒါပေမဲ့ဒါကရေလို efficient ချက်တစ်ခုပဲလေရေရှည်တော့ခိုင်မာရဲ့အစီအစဉ်တစ်ခုကိုအမြင့်ဆုံးအကောင့်တွေဖော်ဖို့လွှဲနေတာပေါ့အဲ့ဒီအတွက် United ရဲ့ Director Jason နဲ့ CEO ဖြစ်သူ Omar Berrada တို့ကလာမယ့်ຫນွေရသည့်အတွက်နီးပြကောင်းတယောက်ရဖို့အခုကတည်းကအလေးနဲ့ထားပြီးရှာဖွေရေးကိုစတင်လှုပ်ဆောင်နေကြပါပြီကဲအားလုံးစိတ်ဝင်စားစားနဲ့ထီးစင်နေကြတဲ့အလိကအကြောင်းအရာကိုညှောက်လာပါပြီ United ကနံပါတ်2ရွေးချယ်မှုဖိခတ်မှထားတဲ့သူကဘယ်သူများဖြစ်မလဲအဲ့ဒီထိတန်းပေးမဲ့ရဲ့နာမည်ကိုမပြောခင်မှာဘယ်သူဖြစ်နိုင်မလဲဆိုတာခဏလောက်စဉ်းစားကြည့်ကြပါဦးဟုတ်ပါတယ်အားလုံးထင်ထားတဲ့အတိုင်းပဲဘာစီလိုနာနဲ့စပိန်အသင်းနီးပြဟောင်း Luis Enrique ဟာ Manchester United ရဲ့အဓိကပြစ်မှတ်ဖြစ်နေပါတယ်တကယ်ကိုအော်ဂင်မှုတွေအများကြီးရထားတဲ့နီးပြတယောက်ပါသူ့ရဲ့လက်ရှိ PSG နဲ့အခြေအနေကလည်းစိတ်ဝင်စားစရာပဲတရင်းနေရဆိုရင် तू ဟာစာချုပ်တက်တန်းတိုးဟုအစီအစဉ်မရှိတော့ဘူးတဲ့နွေရာဒီမှာစင်ခေါ်မှုအသစ်တွေကိုလှုပ်ဆောင်မှုစန္ဒရှိနေတယ်ဆိုတော့တခြားကပ်တွေအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာတာပေါ့ကဲဒါဆိုရင် Manchester United ကသူ့ကိုဘာလို့ဒီလောက်တောင်လိုချင်နေရတာလဲစံပြနီးပြတရားအဖက်သတ်မှတ်ထားတဲ့အကြောင်းရင်းတွေကိုတစ်ချက်ချင်းစီကြည့်လိုက်ကြရအောင်ဒီချက်တွေက United လိုအချက်တွေနဲ့တထက်ထဲကျနေတာကိုတွေ့ရမှာပါသူ့မှာအရေးတွေရောအတွေ့အကြုံရောအပြည့်ရှိတယ်ကျေပွင့်ကစားသမားတွေကိုဘယ်လိုကင်တွယ်ရမလဲကောင်းကောင်းထီတယ်ပြီးတော့လူခိုင်းတွေကိုမြေတောင်မြောက်ပေးရမှာလဲလက်မုံပြောင်ဘူးလေကလပ်မှာရောနိုင်ငံတကာအဆင့်မှာပါအောင်မြင်ပြီးတာပါသူ့ရဲ့အောင်မြင်ဆုံးမှတ်တမ်းကိုပြောရရင်တော့ Travello ခေါ်တဲ့ Fla 3လုံးအောင်မြင်မှုကိုတစ်ချိန်တောင်မဟုတ်ဘူးနှစ်ချိန်တိုင်းရယူနိုင်ခဲ့တာပါဒါအနည်းပြလောကမှာတကယ်ကိုမဖြစ်နိုင်တဲ့လောက်ရှားပါတဲ့အောင်မြင်မှုတစ်ခုပဲဗျာ United ဘက်ကလည်း NDK သာသူတို့စီလာမယ်ဆိုရင်သူ့ရဲ့အသင်းတီဆောင်ရေးစီမံကိန်းအတွက်လိုအပ်တဲ့ဗနာရေးဆိုင်ရာအထောက်ပံ့အားလုံးကိုအပြည့်အဝဖေးဖို့အသင့်မေလို့ဆိုပါတယ်ဒါကသူ့အတွက်တော့တော်တော်ကြီးမားတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်မှသိရတယ်သူ့ရဲ့ကစားဟန်ကလည်း United ပရိသတ်တွေလိုချင်နေတဲ့ 4-3-3 ရဲ့တိုက်စစ်ပုံစံဖြစ်နေတာကအားသာချက်တစ်ခုပေါ့ခံစစ်ကခိုင်မာရမယ်ကွင်းလက်ကလွှမ်းမိုးနိုင်ရမယ်ပြီးတော့တိုက်စစ်ကပောက်ကွဲပြင်းရမယ် Old Trafford မှာဒီလိုကစားဟန်မျိုးကိုပြန်မြင်ချင်နေကြကြာလာပြီလေဒါပေမဲ့အရာအလုံးကထင်တယ်လို့တော့မလွယ်ကူပါဘူးသူ့ခေါ်ယူဖို့စိတ်ဝင်စားနေတာ United တည်င်းနဲ့မဟုတ်ဘူးဆိုတဲ့အချက်ကအဓိကအတားအဆီးတစ်ခုဖြစ်လာနိုင်ပါတယ်ဒီမှာကြည့်လိုက်ရင်ပြိုင်ဆိုင်မှုကဘယ်လောက်ပြင်းထန်နိုင်လဲဆိုတာမြင်နိုင်ပါတယ် Man City ဒါမှမဟုတ် Liverpool တို့လိုတခြား Premier League အသင်းကြီးတွေကလည်းနီးပြတဲ့လိုအပ်လာခင် Enrique ကိုပြစ်မှတ်ထားလာနိုင်တဲ့အလားအလာတွေအများကြီးရှိနေပါတယ်ဆိုတော့နစ်ချုပ်ရရင်လာမဲ့ຫນွေရသည်ဟာနီဝီကဲတို့ရောသူ့ကိုလိုချင်တဲ့ club တွေအတွက်ပါတကယ်ကိုအကျင့်နဲ့ရှင်ပြိုင်ရမယ့်ကာလတစ်ခုဖြစ်လာမှအသေးချပါပဲသူစာချုပ်ကကုံတော့မှာဆိုတော့ဥရောပထိပ်တန်း club တွေအကုန်လုံးကသူ့ကိုစိတ်ဝင်စားလာမှာပဲဒါကြောင့်ဘောလုံးလောကရဲ့ထိပ်တန်းနီးပြတယောက်အတွက်အလွန်အရေးကြီးတဲ့အားပြိုင်မှုတစ်ခုကိုမချခင်မှညင်တွေ့ရတော့မှာပါကဲဒီနေ့အတွက်ကြောင်းရကိုတော့ဒီမိခွန်းနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်Luis Enrique ဟာ Old Trafford ကိုအောင်မြင်မှုတွေပြန်လဲယူဆောင်လာပေးနိုင်မယ် United တောင်းတနေတဲ့ခေါင်းဆောင်ကောင်းတယောက်ဟုတ်မဟုတ်ပြည်သက်တွေအမြင်ကိုလည်းသိချင်ပါတယ် comment မှာဝင်အောင်ဆွေးနွေးပေးသွားကြပါဦး